မင်္ဂလာပါဒီတချင်းလေးကိုမိသားစုအတွက်အဝေးမှာရုန်းကန်နေရတဲ့အလုပ်သမားညီစစ်ကိုမောင်နှမတွေအားလုံးအတွက်ဆိုပြခြင်းပါတယ်ပင်ပန်းပေမဲ့ကျွန်တော်တို့ရဲ့အိမ်မက်တွေကတော့မတည်သေးပါဘူးအားလုံးပဲအားတင်းထားကြပါဗျာကြွားသာစင်ရတဲ့ရောက်မနှရှာညာစာဘဝနဲ့အဖေမေတို့လည်းပြန်ပန်းနေဝေမရှိတော့စိတ်မကောင်းဘူးအိမ်ဟောင်းလေးမို့ယူနေပြန်ချီတိုင်းမျက်ရည်ချသူတို့ကိုကောင်းကောင်းချခြင်းပေမဲ့ကန်ချမကမကူညီဘူးဒါကြောင့်ဝင်ကနေထွက်လာထိုင်းနိုင်ငံမှာလုံးလာရှာပြီးလမြေထမ်းအိမ်မထမ်းပင်ပန်းလေတဲ့ခရတဲ့တနေ့ဘာလို့ရတဲ့စင်ရတော့ဘွာရုံးကနေသူများလဲအောင်မှာပါခိုင်းလုံးနေရတယ်တော့မသေးသေးဘူးညဘက်တွေအိမ်ကိုရမ်းနေမေတ္တန်ကိုကြားချင်တယ်ထမင်းစားပြီးပြီလားဆိုတဲ့စကားတစ်လုံးလာတဲ့မရှိနေစေလက်တွေချလာတဲ့လို့ဘွာမွေနေနေဘွာလေးရဒါမေမေစိတ်ထဲမှာမျောလင်းချက်တော့ရှိနေတယ်တောင်းမချခင်ပြန်လာခဲ့မယ်နော်ပတ်တော့ရတဲ့ရောက်ကန်ရဲ့ဝေးမတည်ရောက်တဲ့ဖေမေကိုပြန်ဖက်ချင်တယ်တာမရှုံးသေးဘူးလို့ပြောချင်တယ်ငွေမရှိလဲစိတ်မလျှော့ဘူးဖေမကိုစက်ခိုင်းထားတယ်စေရတဲ့လူတယောက်ဘဝမှာတနည်းရောဝီအောင်လာမယ်ဒါပေမဲ့အိမ်မက်မပြတ်သေးဘူး